ရေတော်ကတ်နဲ့ဆူတောင်းအဲ့တော့ရေတော်ကတ်တာနဲ့ပတ်သက်၍ရေကတ်တဲ့အချိန်ကြရင်လေကျမတို့အချိန်လိုအပ်လားလို့မေးရေဆိုတာအချိန်လိုအပ်လားမလိုအပ်ဘူးဆိုတာသိရမယ်ဘယ်အချိန်မဆိုရေကတ်လို့ရတယ်ကတ်တဲ့အခါကြရင်လေရေဒီတက်တော်ထင်ရှားမြတ်စွာဘုရားကိုရည်မှန်းတာဖြစ်တဲ့အတွက်တဘာစာဝဝလေးလေးကတ်တင်တယ်ဒါလေးသိရမယ်ဒါကြောင့်ကျမတို့ကဆွန်းတော့ပြောခဲ့သလိုကပအသေးဆုံးတပိတ်ကလေးထဲမှာဆွန်းကိုဇောင်းမရောက်မလေးနဲ့ကော်ပြီးတော့ပေါက်ပေါက်ပွင့်လေးတပွင့်တပွင့်နဲ့မကန့်တင်သလိုရေတော်ကတ်တဲ့အခါမှာလေကပအသေးဆုံးဖန်ခွက်ကလေးတွေမှာတချို့ဆိုရင်ဖန်ခွက်တစ်တစ်လေးတွေနဲ့ကတ်တာတွေ့လိမ့်မယ်နော်တက်တော်ထင်ရှားမြတ်စွာဘုရားကိုဥဒိဋ္ဌရည်မှတ်တယ်ဆိုရင်အဲ့ဒီရေခွက်ကလေးကိုပဲအရင်တောက်ကြည့်လိုက်ပါဦးဟုတ်ပါလားဝပါမလားဒါလေနောက်တစ်ခုရေကိုကတ်တဲ့အခါမှာဘယ်နှကြိမ်ကတ်တင်လဲဘယ်နှကြိမ်ကတ်တင်လဲ3ကြိမ်ကတ်တင်တယ်ဒါဆိုရင်မေးကြည့်ခြင်းနဲ့ဓမ္မမိတ်ဆွေတို့အိမ်မှာရေဘယ်နှခါတောက်လဲခဏခဏတောက်တယ်မဟုတ်ဘူးလားဒါဆိုဖះကို3ကြိမ်ပဲကတ်ရမယ်လို့2ကြိမ်ပဲကတ်ရမယ်လို့1ကြိမ်ပဲကတ်ရမယ်လို့ရှိသလားတတိယတိုင်းကတ်တင်တယ်ဟုတ်ပြီနော်အဲ့တော့စွမ်းနိုင်မယ်ဆိုရင်တော့အ ਨੇ ဆုံးတော့မနေ့1ကြိမ်နဲ့ည1ကြိမ်လောက်တော့ကတ်တင်တယ်လို့ဒါသိရမယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာရေတော်ကတ်တဲ့အခါမှာရေကိုဘယ်နှခွက်ကတ်လို့ရှိကြတယ်လဲတီးပြီးသားသူတွေမဖြေချင်းနော်ရေကိုဘယ်နှခွက်ကတ်လို့ရှိကြလဲ9ခွက်ကတ်တဲ့လူရှိမယ်တချို့က3ခွက်ကတ်တာရှိမယ်တချို့က1ခွက်ကတ်တာရှိတယ်တချို့ကရော9ခွက်ကတ်တာရှိတယ်တချို့က7ခွက်ကတ်တာရှိတယ်ဟုတ်တယ်နော်ကဲအဲ့တော့ရည်ရွယ်ချက်ကလေးမေးကြမယ်ပေါ့ကျမကဘာသာကြားလို့ပဲသဘောထားပါစို့ဒါမှမဟုတ်လဲဘာသာဝင်တွေကပဲဘာမှမသိသေးတဲ့ကလေးလေးတယောက်ကမေးတယ်လို့အာရုံပြုလိုက်ရအောင်ကဲဆရာတို့ဆရာမတို့ရေဟုတ်ပြီနော်ရေတော်ကို3ခွက်ကတ်တယ်လို့ပြောပါတယ်အဲအရင်ဆုံးတစ်ကပဲမေးပါမယ်ရေတော်တစ်ခွက်ကတ်တာဘာအဓိပ္ပာယ်လဲရေတော်တစ်ခွက်ကတ်တာဖះကိုရည်ရွယ်တယ်ဟုတ်ပါပြီရေတော်3ခွက်ကတ်တာကြတော့ဖះတရားတန်တာကိုရည်ရွယ်တယ်ပေါ့ဟုတ်ပြီနော်ဒါဆိုရင်ရေတော်ခုနပြောတဲ့9ခွက်ကတ်တာကရောဟောနန္ဒောနန္ဒ9ပါဟုတ်ပါပြီရှင်ရေတော်ခုနပြောတဲ့6ခွက်ကတ်တယ်ပြောပါတယ်အဲ့ဒါဩဂုံတော်ကိုပါကျေးဇူးတင်ပါတယ်ရေတော်7ခွက်ကတ်တာဩ7မီးငိမ့်တာဟုတ်တာပေါ့အဲ့ဒီလိုလေးတွေနဲ့မသိတဲ့သူက